ဘန်ကောက်ကနေနိုင်ပိုင်းမဲ့ဝေးတဲ့ကုတ်စမတ်ကျုံကိုမတွားခင်ဒီဗီဒီယိုလေးကိုကြည့်တွားပါကက်တလီနာတို့လမ်းညွှန်ပေးမယ်ဘယ်လိုတွားရမလဲဘာတွေကောင်းလဲဘယ်လိုခံစားရလဲအားနဲ့ချက်အတားချက်အားလုံးကိုဒီဗီဒီယိုထဲမှာပြပြပေးတော့မှာဖြစ်ပါတယ်ကုတ်စမတ်ကျုံကလေဘန်ကောက်ကနေ3နာရီ4နာရီလောက်ပဲသူကကားနဲ့စီးရတာကားစီးပြီးပြီဆိုတာနဲ့ရီယန်ကိုရောက်သွားမယ်ပေါ့နော်ရီယန်ကနေစပီးပုတ်ကို10မိနစ်လောက်ကလေးစီးလိုက်ရုံနဲ့ဒီကုတ်စမတ်ကျုံဘော်ကိုရောက်သွားမှာပေါ့နော်ဒီစိတ်ရောက်တာလေစိတ်ရောက်ပြီဒီစပီးပုံနဲ့တော့မှာတယောက်ကို400ပေးရတယ်သူကအသွားပြန်ပါပြီဟိုဘက်ကပြန်လာနေပြီပေါ့နော်ဒီကျွန်းကဖူးခက်လည်းမတွားခြင်းဘူးပေါ့နော်ကိုစမွေးလည်းမတွားခြင်းဘူးဆိုရင်လုံးဝဖူးခက်ထက်ကိုပိုလာပြီးတော့မှတဲဖြူဖြူလေးတွေရေငိမ့်ငိမ့်လေးတွေရေစိမ့်စိမ့်ကြီးကြီးလေးတွေနဲ့ snorkeling ကောင်းကောင်းလှုပ်လို့ရတဲ့ကျွန်းတစ်ခုဖြစ်ပါတယ်ကနအတွက်တော့ဘန်ကောက်ရဲ့အနီးဆုံးကျွန်းတွေထဲမှာတော့ခောက်လန်ပြီးကိုစမတ်ကဒုတိယအကြိုက်ဆုံးပါပဲရှင်ကတနီယာတို့တုန်းကရီယန်မှာတရက်လောက်နားပြီးတော့မှ standard paddling လေးတွားစီးလေးတယ်ပေါ့နော်ဒီကာလက line မရှိရဲ့ကာလဆိုတော့ line ငိမ့်ငိမ့်လေးမှာ sunset လှလှလေးကြည့်ပြီးတော့မှကနတို့ standard paddling စီးရအရန်ကိုကောင်းပါတယ်ဒါကရီယန်ကမ်းခြေမှာနည်းနည်းလေးအပန်းဖြေခြင်းနဲ့ဆိုရင်တညအိတ်လောက်အပန်းဖြေလို့ရတယ်ဒီကမ်းခြေနားမှာကမ်းခြေနားကဟိုတယ်တွေကိုကဘတ်600 900 800ကနေ1000အထိတက်နဲ့ငားပြီးတော့မှတဲလို့ရတယ်ပေါ့နော်โอเคကိုစမတ်ကျွန်းကိုတွားဖို့ကနတို့တုန်းကဆိုရင်အခန်းတောင်မှာကြိုပြီး booking မလုပ်တွားပါဘူးဟိုကိုရောက်တဲ့အချိန်ကြမှာကနတို့က line ပေါ်ကနေရှာဝါတဲ့ဟိုတယ်ကိုတွားလိုက်တယ်ကနတို့ရှာဝါတာက Italey ပေါ့နော် Italey ဟိုတယ်လေးကကြောတော့သူက line ပေါ်မှာဒီ Agoda တို့ trip.com တို့မှာတွေ့တယ်ပေါ့နော် booking.com တို့မှာလည်းရှိတယ်စိတ်ကန်းနဲ့သူကအရန်ကိုနီးရပေါ့နော်စိတ်ကန်းနဲ့ဒီ Italey ဟိုတယ်နဲ့ဆိုရင်လမ်းလေးအချက်20လောက်ပဲချရရပေါ့နော်သူကကနတို့တုန်းကဆိုရင်တရက်ကိုဘတ်900နဲ့ပဲတဲခဲ့ရတယ်အခန်းလေးကလည်း1000တက်တာရှိပြီးတော့မှအဆင်ပြေပါတယ်ဒါပေမဲ့ beach view တော့မဟုတ်ဘူးပေါ့နော်ဒီကိုစံမက်မှာ beach view ကိုပါဘတ်1000ကျော်ပပလေးတွေနဲ့တဲလို့ရတဲ့အခန်းတွေရှိပါတယ်ကိုတခါတည်း booking တင်သွားလို့လည်းရပါတယ်ဒါမိမိစိတ်တိုင်ကြရွေးချယ်ပေါ့နော်ဒီကျွန်းလေးရဲ့အားတာချက်ကတော့ဒီကျွန်းရဲ့တမိုင်းကြောင်းပေါ့နော်ဒီကျွန်းကိုလေစိတ်ကိုကတ်ချင်းပဲရန်ကိုကြီးမားတယ်ဘလူးမအယုတ်ကြီးကိုတွေ့ရမှာပါဒီဘလူးမအယုတ်ကြီးတမိုင်းကြောင်းအားလုံးကိုလည်းကက်တလီနာနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပြပြပေးထားပေါ့နော်ကျွန်းမှာဆိုရင်အပြင်အရှိမြင့်မြင့်ကြီးတွေလည်းရှိတယ်လမ်းကြားကျင်းလေးတွေနဲ့စားတောက်စရာတွေလည်းအစုံရှိရပေါ့နော်ထုံးစံတိုင်းပဲပေါ့ထိုင်းမှာဆိုရင်ဖက်ကဖောင်းတို့မြင်နေကြမီနူးတွေပဲမြင်ရမှာပေါ့နော်တခုရှိတာကဘယ်စားတောက်ဆိုင်မဆိုတွားစားလိုက်ရင်လူတွေများလို့တွားစားရင်လည်းဈေးကြီးတာပဲရှိရဘယ်ဟာမှစားမကောင်းဘူးပေါ့နော်အစားတောက်ကတော့လုံးဝနံပါတ်1စတာ2စတာလောက်ပဲပေးနိုင်မယ်ပေါ့နော်အစားတောက်ကောင်းတာမရှိပါဘူးဈေးကတော့ကြီးပါတယ်ကမ်းခြေတွေအရဆိုရင်တော့စပြီးတော့ရောက်တဲ့စိတ်ကန်းကနေတခြားလုံးကမ်းခြေတွေအကုန်လုံးကလာတယ်တဲလေးတွေဖြူဖြူလေးတွေရေလေးရတယ်စိမ့်ကြည့်နေရပဲပေါ့နော်အရန်ကိုမှနားယူလို့ကောင်းတဲ့နေရာလေးပါsnorkeling လုပ်မယ်ဆိုရင်ကမ်းခြေတစ်ခုရှိတယ်snorkeling လုပ်လို့ကောင်းတဲ့ကမ်းခြေလေးကို Google မှာရှာလိုက်သူတို့ကိုယ်တိုင်ကလည်းဒီကျွန်းရဲ့ map ကိုပေးလိုက်မယ်ဒီကျွန်းရဲ့ map ကို Google မှာရှာပြီးတော့မှကမ်းခြေနာမည်ကြီးရဲ့ကမ်းခြေတစ်ခုချင်းစီကိုဆိုင်ကယ်လေးနဲ့ပတ်သွားတာကောင်းပါတယ်ဆိုင်ကယ် e-bike လေးတွေကတရက်ကို300ပေါ့နော်ကက်တလီနာဒီခီးမှာအကြိုက်ဆုံးဆိုရင်တော့ငါးလေးတွေအဝါရောင်ကြက်ကြားလေးတွေနဲ့ဒီတိုင်းလေးပဲရေကူးမျက်မှန်လေးဝယ်ပြီးတော့မှဒီတိုင်းကန်ဆက်လေးမှာပဲ free ပေါ့နော်ငါးလေးတွေsnorkeling လုပ်ပြီးတော့မှကြည့်လို့ရတဲ့အချိန်လေးပါပဲကနအရန်ကိုကြိုက်နေတက်မိပါတယ်နောက်ထပ်တစ်ခုကြိုက်တာကတဲဖြူဖြူလေးတွေပေါ့နော်တဲဖြူဖြူနုနုလေးတွေပေါ်မှာအိပ်ပြီးတော့မှကမ်းခြေရဲ့အတန်လိုင်းကျတဲ့အတန်လေးကိုနားထောင်ရတာလေးလေအရန်ကိုမှ relaxing ဖြစ်စေပါတယ်တခုရှိတာကကက်တလီနာတို့တွားတဲ့ဒီ November လမှာဆိုရင် sunset ကအများတန်းတိမ်ဖုံးနေရပေါ့နော်ဒီသူ့မှာအပေါ်တောင်ပေါ်တက်ပြီးတော့မှကြည့်လို့ရတဲ့ sunset view ရှိရပေါ့နော်ဒါပေမဲ့တိမ်ကအများတန်းဖုံးနေတယ်ဒါပေမဲ့လည်းလှပါတယ် sunset လှလေးကြည့်ချင်တယ်ဆိုရင်တော့ဒီဘန်ဖီလေစိတ်မှာရှိတဲ့ရီယန်ကမ်းခြေကနေကြည့်မယ်ဆိုတော့ sunset ကတော့တော်မှလှပါတယ်အဲ့တော့ကက်တလီနာတို့တုန်းကရီယန်မှာလည်းနညတုံညလောက်အိတ်ခဲ့တာဖြစ်တဲ့အတွက်ရီယန်က sunset လှလေးကိုလည်းကြည့်ခဲ့ရပါတယ်ဓာတ်ပုံရိုက်ဖို့အတွက်ဆိုရင်တော့အလွန်ကိုကောင်းတဲ့ spot လို့ကက်တလီနာထင်ပါတယ်ပြီးတော့ဘန်ကောက်မှာမွန်းကျက်နေတဲ့လူတွေစနေတနင်္ဂနွေ weekend လေးပဲနာရီပိုင်းလေးနဲ့ဘန်ကောက်ကနေအလဲတွားပြီးတော့ relax လုပ်ချင်တယ်ဆိုရင်တော့အရန်ကိုကောင်းမွန်တဲ့ကမ်းခြေလေးဆိုပြီးကက်တလီနာပြောချင်ပါတယ်အဲ့တော့ဘန်ကောက်နဲ့အနီးဆုံးကမ်းခြေတွေထဲမှာကင်နာတွားခဲ့တဲ့ခောက်လန်ပြီးရင်ကိုစံမက်ကတော့ဒုတိယကင်နာအကြိုက်ဆုံးပါပဲရှင်နောက်ထပ်ဒီလို blog လေးတွေကိုလည်းအများအားတင်ပေးမှဖြစ်လို့ကက်တလီနာရဲ့ YouTube channel လေးကို Facebook page လေးကိုတော့ like and follow subscribe လေးလုပ်ပြီးတော့မှအားပေးကြအောင်လို့တောင်းဆိုချင်ပါတယ်ရှင် Okay နဲ့Catalina be my friends